သူတို့စဉ်ပေါင်းတို့ငါလူဘဝတုန်းကဘုရားဒီကြောင့်ဆောက်ကုသိုလ်အလုပ်တွေကိုလုံနိုင်အောင်ပထမဘိုးအောင်မှပရိစေဏီတစ်ခုကိုငါပေးခဲ့ပါတယ်ငါလည်းသူပေးတဲ့ပရိစေဏီကိုနေ့စဉ်မပြည့်ဆောင်ရွက်ခဲ့တဲ့အတွက်လတ်လာဘတွေပေါ်များလာပြီးဘုရားဇေဒီတွေကျောင်းဓမ္မယုံတွေကိုအများကြီးလှုပ်ဆောင်ပြီးသာသနာဘာသာအကျိုးကိုထမ်းရွက်နိုင်ခဲ့ပါတယ်ဒကာဒကမတွေကိုလည်းငါစိတ်တဲ့ပရိစေဏီတွေကိုစိတ်ခိုင်းခြင်းပါတယ်အဲ့ဒီပရိစေဏီတွေကိုစိတ်ရတဲ့ဒကာဒကမတွေလည်းကြီးပွားချမ်းသာလာကြတယ်ဆင်းရဲတဲ့ဒကာဒကမတွေလည်းအစဉ်ပြေချမ်းသာလာကြတယ်စီးပွားရေးလုပ်တဲ့ဒကာဒကမတွေလည်းစီးပွားရေးတွေဒီလာတူးရလာကြတယ်ငါရဲ့သာသနာပြုလုပ်ငန်းတွေမှာလည်းလူကြတန်းကြနဲ့အစဉ်ပြေခဲ့တဲ့အတွက်လောကီရောလောကုတ္တရာရောဆောင်ရွက်နိုင်အောင်ငါစည်းရုံးနိုင်ခဲ့တယ်လောကီမှာ၎င်းလောကုတ္တရာမှာ၎င်းအားလုံးကောင်းဖို့အဲ့ဒီပရိစေဏီကတော့သူကတော်ကိုချက်ရှိဝတ်တဲ့ဆိုတဲ့ပရိစေဏီပါပဲအဲ့ဒီပရိစေဏီကိုကြိုက်ရရင်စိတ်ကြပါအဲ့ဒီပရိစေဏီကတော့သူကတော်လောကနာယကောသူကတော်ဓမ္မသာမိကောသူကတော်မာရဝိဇယောသူကတော်သုကတဌာနံသုကတော်သုံးတရံပိစသုကတော်နိဗ္ဗာနံယာတိသုကတော်တိနမောနမသုကတော်တိတိအောင်တိတိသုကတော်အဲ့ဒီပရိစေဏီပဲဖြစ်ပါတယ်ဒကာဒကမတို့အဲ့ဒီတော့သုကတော်လောကနာယကောဦးလေတပစိတ်အလားသုကတော်ဓမ္မသမိကိုလည်းတပစိတ်အောင်တိတိသုကတော်အထိဖို့ကွာအဲ့တော့မင်းတို့နာနဲ့ကိုအဲ့ဒီအလားကိုဘညဘင်းကိုကိုဘစိတ်ချင်းအပြင်မိမိတို့လုပ်တဲ့စီးပွားရေးလုပ်ငန်းတွေမိမိတို့လုပ်တဲ့လုပ်ငန်းမန္တမြသည်အောင်မြင်ပြည့်မြောက်ပါလိမ့်မယ်လို့ငါဆရာတော်ရာဇဆရာတော်ကနေပြီးတော့မှဒီပရိစေဏီကိုပေးသနာပါတယ်သိမ့်တန်ကြရကရာရာကျော်ဒါနဲ့ဒကာဒကမအပေါင်းတွေချမ်းသာဒုက္ခပြည့်စေတည်း